ပါကျွန်တော်ဒီတစ်ခါကျွန်တော်ကိုယ်တိုင်ရေးဆက်ထားတဲ့သချင်းတစ်ပုဒ်ကိုကျွန်တော်တီချိုပြမှာဖြစ်ပါတယ်သချင်းလေးရဲ့ခေါင်းစဉ်ကအချစ်ပချီထက်ကမာနစေချက်လို့အမည်ပေးထားပါတယ်အားလုံးနားဆင်ကြပါခင်ဗျာအဆုံနိုင်လေတော့မြင်ပြိုင်ထမှာအဆွေတွေကိုစီရင်ထဲအတားပြေပါလာပါစီကခြေသားထားနုညံလုံးနဲ့ပတိကားလေးမှာမာနာတွေရဲ့စေချက်တွေပုံဖော်ကနေမှာဝင်ကနောက်ရှက်လေးပြီယမကိုစီတန်ရာတွေတစ်ဆက်ဆက်နာမချစ်တလို့မခင်တွေ့တလို့မျက်နှာထားနေပါမင်းမရှိရဲ့ရင်လို့စင်ပြေမဲပြုံးမြင်နာဟန်ဆောင်နေရဲ့တကယ်ပင်မလားအပြိုင်ဆွဲလို့ပြက်ခဲ့ရတဲ့ကျိုးအပြိုင်ချီလို့မုန်းသွားကြတာမာနာချင်းကြကြကွက်ထိုးတယ်လို့မျိုးစေကြောသက်ချင်းမို့တီခိုင်မခံနိုင်လို့နောက်ဆုံးရလည်းရဲ့ဖြေဟာပြိုင်မြည်ရဲ့တစ်ဖက်မှာရင်မကိုစီတန်ရာတွေတစ်ဆက်ဆက်နာမချစ်တလို့မခင်တွေ့တလို့မျက်နှာထားနေပါမင်းမရှိရင်လို့စေပြေမဲပြုံးမြင်တာဟန်ဆောင်နေရင်တကယ်ပင်မလားအပြိုင်ဆွဲလို့ပြက်ခဲ့ရတဲ့ကျိုးအပြိုင်ချီလို့မုန်းသွားကြတာမာနာချင်းကြကြကွက်ထိုးတယ်လို့မျိုးစေကြောသက်ချင်းမို့တီခိုင်မခံနိုင်လို့နောက်ဆုံးရလည်းရဲ့အပြေဟာပြိုင်မြည်တစ်ဖက်မှာအပြိုင်ဆွဲလို့ပြက်ခဲ့ရတဲ့ကျိုးအပြိုင်ချီလို့မုန်းသွားကြတာမျိုးမာနာချင်းကြကြကွက်ထိုးတယ်လို့မျိုးစေကြောသက်ချင်းမို့တီခိုင်မခံနိုင်လို့နောက်ဆုံးရလည်းရဲ့ဖြေဟာပြိုင်မြည်ရဲ့တစ်ဖက်မှာကျေးဇူးတင်ပါတယ်